မေရိကန်သမ္မတတွေခီးသွားရင်ဘယ်လိုလုံခြုံရေးစနစ်တွေပြင်ဆင်ပြီးမှသွားကြတယ်လေတကယ်တော့အမေရိကန်သမ္မတတခြားနိုင်ငံတွေကိုချစ်ကြည်ခီးသွားရေးဆိုတာကအင်မတန်ငွေကြေးကုန်ကျများတဲ့အလုပ်ပဲဖြစ်ပါရီအမေရိကန်သမ္မတတွေကတာဝန်ယူထားတဲ့တပ်တန်းတွေထဲမှာပြည်ရင်းပြည်ပခီးတွေကိုအချင်းချင်းထွက်ရလေးရှိပြီးတော့ဒီအတွက်လည်းပဲကြိုတင်ပြင်ဆင်ထားကြပါရီလုံခြံတပ်ဖြတ်သူတွေအတွက်လည်းပဲဒီလိုမျိုးအဝေးကိုရောက်တဲ့အချိန်မှာလုံခြံမှုအခွင့်ကောင်းတစ်ခုဖြစ်နေခဲ့ပြီးတော့ဒါတွေကိုလုံခြုံတပ်ဖွဲ့တွေကလည်းသတိထားမိကြပါရီတိုက်ခိုက်မှုတွေမဖြစ်လာအောင်လို့ကြိုတင်ကာကွယ်စနစ်တွေကိုလည်းအသက်ဝင်အောင်လုပ်ပြီးတော့မှသွားကြပါရီအမေရိကန်သမ္မတရောက်လာမဲ့လမ်းကြောတနေရာမှာလုံခြံရေးသမားတယောက်ကမြေအောက်ကနေဘုံထောင်ထားပြီးတော့အဝေးကနေခလုတ်ဖွင့်ပြီးလုံခြံဖို့အတွက်အကုန်ပြင်ဆင်ထားရတယ်ပဲဒီစနစ်ကတကယ်ကိုလုံးပြမှာမဟုတ်ပါဘူးလုံခြံသမားကတော့သူ့ရဲ့ဘုံအလုံးခင်မီနီးပညာရည်နဲ့တုံးထားလို့ကန်သမ္မတပါလာတဲ့ကားအောက်ကိုရောက်ရင်ခွဲလိုက်မယ်လို့တွေးနေရပါတကယ်လေးပဲပြင်မှတ်မှာစမ်းသလိုအောင်မြင်ခဲ့ရင်ကန်သမ္မတလိုက်လာမဲ့ရေစီးရအောက်မှာသွားထောင်လိုက်ရင်တော့ဘလုံနီးနဲ့မှာဘုံကပေါက်ကွဲလာမှာတော့မဟုတ်ပါဘူးဘုံတက်ကိုသမ္မတရဲ့ရင်လန်းကြောင်းတက်ဖြတ်မောင်းသွားပြီမဲ့ဘုံကဘာကြောင့်မပေါက်ကွဲသွားတာပါလဲကန်သမ္မတစီမှာဘလို့ဒီပညာရေးရှိနေရပါလေကန်သမ္မတလာတဲ့ရင်တန်းရဲ့ထိတ်ဆုံးမှာပထမဆုံးမြင်တွေ့ရတာကတော့လမ်းကျောရှင်းတဲ့ရင်နှစည်းဘရိုဂန်ဖိုင်လော့ကားပဲဖြစ်ပါတယ်အများပြည်သူတရားဝင်ထုတ်ပြန်ထားတဲ့မှတ်တမ်းတွေအရအဲ့ဒီကားနှစည်းဟာရင်ကျောလမ်းထိပ်မှာလမ်းကျောရှင်းမှုအတွက်အတားအဆီးတွေဖေရှားပေးဖို့အတွက်သွားမယ်လမ်းကြောင်းပြဖို့အတွက်ဖြစ်ပါတယ်အဲ့ဒီကားပေါ်လူတွေကသမ္မတလာမဲ့လမ်းကိုမြေပြင်အခြေအနေတွေကောကောင်းကင်ဓာတ်ပုံတွေပါဝင်တခြားအချက်လက်တွေကိုကြိုတင်စောင့်ကြည့်ပြီးတော့ရင်ကျောတစ်ခုလုံးနဲ့လည်းချိတ်ဆက်ထားပါတယ်အဲ့ဒီရင်နှစည်းကတစ်စင်းနဲ့တစ်စင်းဟန်ချက်ညီမောင်းနေကြမှာဖြစ်ပါတယ်သူရဲ့နောက်ကကလျက်လိုက်လာတဲ့ရင်ကတော့မော်တော်ယာဉ်တန်းပဲဖြစ်ပါရီစီဘာလို့ခေါ်တဲ့ဒီဆိုင်ကယ်ရင်တန်းရဲ့အလုပ်လုပ်ပုံကလည်းပဲရှေ့ကကားတစ်စီးလိုပါပဲဒီနေရာမှာတော့ဒေသခံရေးနဲ့အထူးတာဝန်ပေးခြင်းခံရတဲ့လုံခြုံရေးတွေကမော်တော်ယာဉ်ကိုမောင်းနေရတာဖြစ်ပြီးတော့အများစုကလမ်းကျောရှင်းမှုသမ္မတလာမယ့်လမ်းမှာလမ်းဖြတ်ကူတာတရားဖြတ်ကူတာတွေလုပ်ဖို့အတွက်မီးဖွင့်ပြီးတော့မောင်းပေးရလေးရှိပါရီသူတို့တွေကလမ်းပြဖို့လမ်းကျောရှင်းမှုတက်တက်ပဲဖြစ်ပြီးတော့မြေအောက်မှာထောင်ထားတဲ့ဘုံကိုအသက်မဲ့သွားအောင်လို့လုပ်နိုင်ကြတဲ့သူတွေတော့မဟုတ်ပါဘူးသူတို့နောက်မှာအမေရိကန်သမ္မတလိုက်လာတဲ့ရင်တန်းကကလျက်လိုက်လာမှာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာလုံခြံသူကသူထောင်ထားတဲ့ဘုံတီနီယာအဝေးကနေပြီးတော့ချောင်းမြောင်းကြည့်နေမှာဖြစ်ပြီးတော့ဘုံထောင်ထားတဲ့လမ်းဖုံးပေါ်ကသမ္မတရဲ့ကားရောက်လာမှာကိုရင်တစ်စိတ်ထိတ်နဲ့စောင့်ကြည့်နေရမှာအသေးကြပါပဲလုံခြံသူကသူ့ရဲ့ဘုံကိုခွဲဖို့စောင့်နေပေမဲ့တကယ်သမ္မတပါတဲ့ကားဖြတ်မောင်းချိန်မှာတော့ဘာမှဖြစ်မလာတွေ့လိုက်ရပါရီပြင်ပမှာအချိန်ကြီးစမ်းသပ်ခဲ့မယ်ဘာလို့အဲ့ဒီနေရာမှာမအောင်မြင်ခဲ့တယ်လဲဆိုတော့သူကိုယ်တိုင်ဝေခွင့်မရဖြစ်နေခဲ့ပါရီတကယ်တော့ဒီဘုံကိုအသက်မဲ့တော့လုံလိုက်တာကသမ္မတလိုက်လာတဲ့ The Beast ကားကြောင့်မဟုတ်ဘဲနဲ့သူ့ရှိမှရှိနေတဲ့ကားတစ်စီးကြောင့်ပဲဖြစ်ပါရီရှေ့ကလမ်းမြကားတွေလမ်းကျောရှင်းမော်တော်ယာဉ်တွေကသမ္မတလမ်းကျောရဲ့မျက်လုံးတွေလိုသတ်မှတ်မယ်ဆိုရင်ဒီကားကလမ်းကျောတစ်ခုလုံးရဲ့အုံနောက်လို့သတ်မှတ်ရမှာပါဒီကားရဲ့လှုပ်ဆောင်ချက်တွေထဲမှာကားပေါ်မှာတင်ထားတဲ့အင်တာနက်လိုင်းအကြောင်းကိုကျွန်တော်အရင်ဆုံးပြောပြခြင်းပါရီဒီအင်တာနာကအင်မတန်ပြင်းထန်တဲ့ရေဒီယိုလိုင်းတွေကိုခီးစဉ်တစ်ချောင်းလုံးထုတ်လွှင့်နေကြတာဖြစ်ပြီးတော့သမ္မတလမ်းကျောတစ်လျှောက်မှာမျက်လုံးနဲ့မမြင်ရတဲ့လိုင်းတွေကိုကောင်းကောင်းရဲ့နောက်ဆက်ပေးနိုင်ပါတယ်။ဒါကြောင့်မလို့သမ္မတရင်နဲ့ဖြတ်သွားတဲ့နေရာတိုင်းမှာမိနစ်ပိုင်းလောက်ဖုန်းလိုင်းတွေပြတ်တောက်တာအင်တာနက်လိုင်းတွေနှီးသွားမျိုးတွေဖြစ်နိုင်ပါတယ်။လုံခြုံရေးသမားထောင်ထားတဲ့ဘုံတွေကိုမပေါက်ကွဲအောင်လို့ဒီလိုင်းနေရာပဲအဆက်အသွယ်ဖြတ်တောက်ပေးခဲ့တာဖြစ်ပြီးတော့သမ္မတရင်ကျော်ရှိနေတဲ့အချိန်တွင်းမှာဘုံအဝေးကနေမျိုးလှမ်းခွဲနိုင်မှာမဟုတ်ပါဘူး။အဝေးတင်းကလုံးတဲ့ဘုံကြားကအဆက်အသွယ်ရေးစနစ်တွေကိုဖြတ်တောက်ပေးနိုင်စွမ်းရှိတာကြောင့်မလို့သမ္မတရင်နဲ့ကဘာဆိုဘာမှမသိလိုက်ဖ ೇನೆ ရှေ့ဆက်သွားနိုင်မှာဖြစ်ပါတယ်။လုံခြုံရေးသမားကဘုံပေါက်လို့ဆိုပြီးတော့နောက်ထပ်ပြင်ဆင်မှုအနေနဲ့သမ္မတကိုလက်ဖြောင့်တပ်သားတယောက်နဲ့ထပ်ပြီးတော့စူးစမ်းနေပါသေးတယ်။စနိုက်ပါသမားကဘုံထောင်လာတဲ့နေရာနဲ့မလန်းမကန်းနေရာတစ်ခုမှာပလန်မီနီနဲ့ဗရင်မောက်တစ်ခုကနေပြီးတော့တနက်ထောက်ပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသမ္မတလိုက်လာတဲ့ရင်တန်းကလမ်းကျိုးအကွေ့တစ်ခုကနေမြင်ကွင်းတက်ကိုရောက်လာခဲ့ပါတယ်။လက်ဖြောင့်တပ်သားလည်းသမ္မတလိုက်လာတဲ့ကားကိုအသေးချာချိန်ပြီးတော့ခလုတ်နှိပ်လိုက်ဖို့ပြင်နေတုန်းမှာပဲပထမဆုံးအခက်အခဲကိုရင်ဆိုင်ရပါတော့တယ်။အဲ့ဒီခက်ခဲရောက်တခြားမဟုတ်ဘဲနဲ့သမ္မတကဘယ်ကားမှထိုင်လိုက်လာတယ်လဲဆိုတော့သူကသေချာမသိတာပါ။အမေရိကန်သမ္မတတွေကခီးထွက်ပြီဆိုလို့ရှိရင်သူတို့ရဲ့လက်ဆွဲတော့ The Beast ကားကြီးကိုယူပြီးတော့ခီးစဉ်တစ်လျှောက်လာခဲ့ကြတယ်ဆိုပေမဲ့အဲ့ဒီကားတစ်စင်းနဲ့ရှိတော့မဟုတ်ပါဘူးတကယ်တော့ကားထုတ်လို့ရေးကုမ္ပဏီဘက်ကနေပြီးတော့အဲ့ဒီကားကိုစတင်ထုတ်ကြတဲ့ကတပုံစံနဲ့စင်တူနေတဲ့ကားတွေကိုပါထုတ်လုပ်ပေးခဲ့တာဖြစ်ပြီးတော့သမ္မတခီးထွက်ချိန်တိုင်းမှာ The Beast ကားကိုနှစ်စင်းတီယူလာလေးရှိပါတယ်အဲ့ဒီကားနှစ်စင်းကအပြန်နေကြည့်မယ်ဆိုရင်ကားနံပါတ်ကအစအတူတူဖြစ်နေရအကြောင်းမလို့ရုပ်တရက်ဆိုလို့ရှိရင်ဘယ်ကားထဲမှာသမ္မတကလိုက်လာရဲဆိုတော့သိနိုင်မှာမဟုတ်ပါဘူးလက်ပြောက်တက်သားရင်ဆိုင်လိုက်ရတာကအဲ့ဒီခက်ခဲပဲဖြစ်ပြီးတော့သူပြည့်ရမယ်ကဘယ်ကားမှမသိရကြောင်းမလို့တွေးဝေသွားမှာတော့အသေးကြပါပဲဒါမဲ့လေအဲ့ The Beast ကမှန်နေကိုနေအောင်ကြီးထိုးလိုက်မယ်ဆိုရင်ကားထဲမှာဘယ်သူပဲဝါပါရဲဆိုတာအလွယ်တကူသိနေတာကြောင်းမလို့လက်ပြောက်တက်သားအတွက်ကတော့အခွင့်အရေးကောင်းတစ်ခုဖြစ်နိုင်ပါတယ်အဲ့ဒီ The Beast ကနှစ်စင်းရဲ့နောက်မှာနောက်ထပ်ကားနှစ်စင်းကိုမြင်တွေ့ရမှာပါအဲ့ဒီကားနှစ်စင်းလုံးကအလုံးပိတ်ကားတွေပဲဖြစ်ပြီးတော့တကယ်လို့ရင်ကျော်တစ်ခုလုံးတိုက်ခိုက်ခံရတယ်ဆိုရင်ပြန်တိုက်ဖို့အတွက်ပြင်ဆင်ထားတဲ့အဖွဲ့တွေပဲဖြစ်ပါတယ်အဲ့ဒီကားထဲမှာလိုက်လာခဲ့တဲ့လူတွေအကုန်လုံးကသမ္မတရဲ့လုံခြုံရေးအတွက်အကုန်ပြင်ဆင်ထားကြပြီးတော့လိုအပ်ရင်တက်တောင်ပေးပြီးတိုက်ခိုက်ဖို့အတွက်စေရုပ်ကိုပါဆုံးဖြတ်ထားကြတဲ့သူတွေပါရှေ့ဆုံးကတော့ဘလို့အချိန်ဒီမှာဖြစ်ဖြစ်သမ္မတနဲ့အတူတူရှိနေဖို့အတွက်သစ္စာခံထားတဲ့လုံခြုံရေးတပ်ဖွဲ့ဖြစ်ပြီးတော့
ကျန်တဲ့ကတော့ချီမွေးတက်ဖွဲ့ပဲဖြစ်ပါတယ်အဲ့ဒီကားနှစ်စင်းစလုံးကတိုက်ခိုက်ရေးပိုင်းအတွက်ပြင်ဆင်ထားတာမလို့သမရရင်တန်းရဲ့ခြေလက်တွေကိုတင်စားခေါ်နိုင်မှာဖြစ်ပြီးတော့ရင်ဆိုင်ရမယ့်တိုက်ခိုက်မှုတွေကိုကြံ့ကြံ့ခံတိုက်ခိုက်နိုင်ဖို့အတွက်ခေါ်လာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီ The Beast ကနှစ်စီးရဲ့နောက်မှာနောက်ထပ်ကားနှစ်စီးကိုမြင်တွေ့ရမှာပါဒီကားတွေကတော့ထောက်ပံ့ကားနဲ့ထင်းချိုစနစ်အတွက်ပြင်ဆင်ထားဖြစ်ပြီးတော့သမရအတွက်လိုအပ်တဲ့အရာမှန်သမျှလည်းတည်ဆောင်လာခဲ့ပါတယ်အဲ့ဒီကားတွေမှာအထူးလေးကျင့်ထားတဲ့တပ်ဖွဲ့တွေလည်းပါသလိုသမရတစ်ခုအနေမကောင်းဖြစ်ရင်ကုသပေးဖို့ဆရာဝန်တယောက်လည်းပါလာခဲ့ပါတယ်အဲ့ဒီအချိန်မှာဘယ်သူမှမသိခဲ့တာကရေနန်းတစ်ခုလုံးကိုလက်ဖြောက်တပ်သားကစောင့်ကြည့်နေရဖြစ်ပြီးတော့ပြစ်ခတ်ဖို့စောင့်နေရပဲဖြစ်ပါတယ်ရေနန်းကတပြေးပြေးနဲ့အရှိကိုတိုးလာတဲ့အချိန်မှာလုံခြုံရေးသမားကကြီးကိုအသင့်ထိုးပြီးတော့အသင့်အနေထားဖြစ်နေခဲ့ပါပြီသူကသမရလိုက်လာမဲ့ The Beast ကားနှစ်စင်းကိုအသေးချချိန်ရွယ်ထားပြီးတော့ဘဲကားမှာသမရလိုက်လာခဲ့တဲ့ဆိုတာကိုစောင့်ကြည့်နေခဲ့ပါတယ်မှန်နေရနေမြင်လိုက်ရတဲ့ပုံရိပ်ကြောင့်မလို့ဒုတိယ The Beast ကားမှာသမရလိုက်လာတယ်ဆိုတာမြင်လိုက်တာနဲ့တနမောင်းကိုဖြုတ်လိုက်ပါဦးဒီပြပြက်ကတစ်ချိန်လုံးကအမေရိကန်နိုင်ငံလုံးကိုတုံ့လို့သွားစေခဲ့တဲ့အဖြစ်ဆိုးကြီးကိုပြန်ပြောင်းအမတ်ရစရာပါပဲအဲ့ဒီပြက်ကတော့20ရာစုရဲ့အကြီးမားဆုံးသောနိုင်ငံရေးလှုပ်ကြံတက်ဖြတ်မှုကြီးဖြစ်ပြီးတော့သမရကနေဒီကိုလှုပ်ကြံတက်ဖြတ်မှုကြီးပါပဲအဲ့ဒီချိန်တုန်းကသမရကနေဒီစီးခဲ့တဲ့ကားကအထူးပြုပြင်ထားတဲ့1961လင်ကွန်ကွန်ဒီရှင်နဲ့လမ်ဘိုဇီကားပဲဖြစ်ပါတယ်သမရတယောက်အဆင့်တန်းနဲ့ညီအောင်လို့အကုန်လုံးပြင်ဆင်ထားတာပါအဲ့ဒီကာလာရဲ့ခင်မီနီးပညာတွေဖြစ်ကြတဲ့ရေဒီယိုစနစ်တွေတယ်လီဖုန်းစနစ်တွေကိုပါကားထဲမှာအသင့်သုံးနိုင်အောင်လို့ပြင်ဆင်ထားပြီးတော့အမိုးကအဖွင့်ပိတ်လုပ်လို့ရအောင်လို့စီမံထားပါတယ်တကယ်တော့ဒီကသမရတယောက်အနေနဲ့အပြင်ထွက်တဲ့အခါမှာလုံးဝအပိတ်ပုံစံမဟုတ်ဘဲနဲ့ပြည်သူလူထုနဲ့နွေ့နွေ့ထွေးထွေးတွေ့နိုင်အောင်လို့အဖွင့်သဘောမျိုးပြင်ဆင်ထားတာပါသမရတယောက်တွေပြည်သူလူထုရဲ့ထောက်ခံမှုဆိုတာကအသက်တမျှကိုအရေးပါတဲ့အရာမလို့ဒီလိုပြင်ဆင်ထားခဲ့ပေမဲ့ကန်ဆယ်မှုတွေဖြစ်လာခဲ့ပါတယ်ကနေဒီလုံးကျန်တပ်ဖြတ်ခံရပြီးတဲ့နောက်မှာတော့အမေရိကန်သမရလုံခြုံရေးစနစ်ကသမရစီးတော်ရင်ကိုအပိတ်သဘောအခြေအနေကိုပြောင်းလဲလိုက်ပြီးတော့လုံခြုံရေးစနစ်ကိုလည်းမြင့်တင်လိုက်ပါတယ်အပြင်ထွက်တော့မယ်ဆိုရင်ကားရရတွေပဲနှုတ်ဆက်ဖို့ပြင်လိုက်ပြီးတော့တကားပေါက်တွေကိုလည်းအလွယ်တကူပြစ်လို့မရတဲ့ကြီးကားမှန်တွေဖြစ်အစားထိုးလိုက်ပါတယ်ကားပေါ်ရီအစိပ်ပိုင်းတွေကိုလည်းအင်မတန်မာကျိုးတဲ့တေရီယန်တွေနဲ့အစားထိုးလိုက်ကနောက်ထပ်လုံခြံမှုတွေကိုရင်ဆိုင်မှုအတွက်စူးစမ်းခဲ့ပါတယ်ဒါကြောင့်အခုလက်ဖြောင်းတပ်သားကသမရရှိနေတဲ့ကားနောက်ခံကိုစနိုက်ပါနဲ့လှမ်းပစ်လိုက်လေပဲ The Beast ကားရဲ့9လက်မတူရှိတဲ့ကြီးကားမှန်ဟာဝင်လာသမျှကြီးတွေကိုကာကွယ်ပေးနေဖြစ်ပြီးတော့စနိုက်ပါသမားပစ်လိုက်တဲ့ကြီးဟာသမရကိုထိဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ပါဘူးလက်ရှိစီးနေတဲ့ကားကိုကမ္ဘာပေါ်မှာအလုံးစုံဆုံးကားတစ်စင်းအဖြစ်ဖန်တီးထားဖြစ်ပြီးတော့အမေရိကန်ခြေဆိုင် General Motors ဆိုတဲ့ကုမ္ပဏီကဖန်တီးထားပါဒီကားကိုစတင်ပြီးတော့အသုံးပြုခဲ့သူကတော့အမေရိကန်သမ္မတဟောင်း George W. Bush လက်ထက်မှာဖြစ်ပါတယ်ဒီနေ့ချိန်ထိနောက်တက်လာခဲ့တဲ့သမ္မတတွေလည်းပဲ The Beast ကားကိုလိုအပ်တာတွေပြုပြင်ကစီးနေစေဖြစ်ပြီးတော့အမေရိကန်သမ္မတစီးတဲ့ကားဖြစ်နာမည်ကျော်ကြပါတယ်ပေါင်1000ကနေပြီးတော့2000ကျအလေးချိန်ရှိတဲ့ဒီကားကရိုးရင်တစ်စင်းထက်တိုက်ခိုက်လာသမျှကိုရေဆိုင်နိုင်အောင်လို့ပြင်ဆင်ထားတာပဲဖြစ်ပါတယ်ကားထဲမှာလည်းသမ္မတအတွက်လိုအပ်သမျှကိုထည့်သွင်းပေးထားပြီးတော့ပင်တဂွန်ပေါင်ဝင်အင်ဖြူတော်လမ်းဆက်သွင်းနိုင်မှုအတွက်အရေးပေါ်ဆက်သွယ်စနစ်အရေးပေါ်အခြေအနေအတွက်လည်းသမ္မတရဲ့သွေးတရားစထည့်ပေးထားပါတယ်ဒီကားကိုရိုးတိုက်ခိုက်မှုတွေကိုခုခံနိုင်အောင်လို့ပြင်ဆင်ထားတာမကပင်နဲ့ဓာတ်တိုက်ခိုက်မှုအတွက်ပါပြင်ဆင်ထားတာမလို့ရိုးကားတစ်စင်းတဲ့တင်ကားပုံစံပေါက်နေတဲ့ကားတစ်စင်းလို့ပြောရမှာပါအဲ့ကားနောက်မှာတော့ရိုးဗန်9ထပ်ပို့ပြီးတော့ကြီးတဲ့ဗန်ကအကြီး2စင်းလိုက်လာတော့လည်းတွေ့ရမှာပါအဲ့ဒီကား2စင်းကတော့သတင်းမီဒီယာသမားတွေလိုက်လာတဲ့ကားတွေပဲဖြစ်ပါတယ်သတင်းတောက်တွေကသမ္မတသွားနေရာကိုလိုက်ခွင့်ရှိပြီးတော့ကားထဲမှာသမ္မတတွေတူလုံခြုံရေးလည်းအပြည့်ပေးထားပါတယ်မီဒီယာကားတစ်စင်းနောက်မှာတော့နောက်ထပ်ကားတစ်စင်းကိုထပ်ပြီးတော့တွေ့ရမှာပါအဲ့ဒီကားတွေကိုတော့ ID ကားလို့ခေါ်ပြီးသူတို့တွေကတော့လမ်းမှာကြုံတွေ့ရမယ့်ပြဿနာတွေတိုက်ခိုက်မှုတွေမဖြစ်ခင်မှာအဆင့်ကြိုတင်ပြီးတော့သတ်မှတ်ဖို့ပါလာခဲ့တာဖြစ်ပါတယ်စောင့်ကြည့်တပ်သားတွေဒေသခံရဲတွေအထူးတပ်ဖွဲ့ဝင်တွေနဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ကားဖြစ်ပြီးတော့သမ္မတလမ်းကြောင်းမှာမပါမဖြစ်ကားတစ်စင်းလည်းဖြစ်ပါတယ်အဲ့ဒီကားရဲ့နောက်မှာတော့ကုံတွဲရင်လိုနောက်တွဲပါတဲ့ကားတစ်စင်းကိုထပ်မံပြီးတော့မြင်တွေ့ရအောင်ပါ2014ခုနှစ်မြန်မာနိုင်ငံကိုလာခဲ့တဲ့သမ္မတဟောင်းဘရက်အိုဘားမားခီးစဉ်မှာလည်းပဲအဲ့ဒီနောက်တွဲရင်မှာပါလာခဲ့တာကိုရန်ကုန်လူထုကမျက်မြင်တွေ့ခဲ့ရပါတယ်အဲ့ဒီကားတော့ Hazard Material Mitigation Unit လို့ခေါ်ပြီးတော့ Nuclear တိုက်ခိုက်မှုတွေအတွက်ရင်ဆိုင်နိုင်မှုအတွက်ဖြစ်ပါတယ်အဲ့ဒီကားထဲမှာရိုးတိုက်ခိုက်မှုတွေမဟုတ်ကြတဲ့ဇီဝတိုက်ခိုက်မှုဓာတုတိုက်ခိုက်မှုနဲ့နျူကလ িয়ার တိုက်ခိုက်မှုတို့ကိုကြိုတင်ထောက်လှမ်းနိုင်တဲ့အောင်ခံစနစ်တစ်ခုပါဝင်ပြီးတော့သမ္မတလမ်းကြောင်းကိုအကာအကွယ်ပေးဖို့တဖြစ်ပါတယ်အဲ့ဒီကအမေရိကလက်နက်တွေနဲ့တခြားပစ္စည်းတွေတင်ဆောင်မှုတဲ့ကုန်တင်သဘောမျိုးဖြစ်အသုံးပြုကြပါတယ်သူနောက်ကကပ်ပါလာခဲ့တဲ့ကားတော့ခေါမိုးပေါ်မှာအင်တာနက်တက်ဆင်ထားတဲ့ကားတစ်စီးပဲဖြစ်ပါတယ်Road Runner လို့နာမည်ပေးထားတဲ့ဒီကားဂျူရုစနစ်နဲ့ချိတ်ဆက်ထားတဲ့ကားတစ်စီးဖြစ်ပြီးတော့ပြန်ကြားရေးအလုပ်လုပ်ဖို့ပဲဖြစ်ပါတယ်သမ္မတဘယ်ညောင်ပဲသွားအိမ်ဖြူတော်နဲ့တိုက်ရိုက်ချိတ်ဆက်ဖို့အတွက်အရေးပေါ်တရေကြီးညာနိုင်မှုအတွက်လှုပ်ဝက်အတန်စနစ်သုံးအရာရင်းနဲ့လုပ်ဖို့နဲ့ပေဒဂိုစစ်ဌာနချုပ်စီကိုဆက်သွယ်ပြီးတော့ဗီဒီယိုစနစ်နဲ့အစည်းအဝေးထိုင်ဖို့စတဲ့နည်းပညာတွေအကုန်လုံးကိုထည့်သွင်းထားပါတယ်ဒီကနျူကလ িয়ার တိုက်ခိုက်မှုတွေကိုကြံ့ကြံ့ခံနိုင်အောင်လည်းတိစောက်ထားတာဖြစ်ပြီးတော့ကမ္ဘာရဲ့ဘယ်နေရာတော့သမ္မတကိုကမ္ဘာကြီးနဲ့အဆက်အသွယ်မပြတ်အောင်လို့လုပ်ပေးတဲ့ကားတစ်စီးဆိုရင်လည်းမမားပါဘူးအဲ့ကနောက်မှာတော့ရေးပေါ်အခြေအနေအတွက်အသုံးပြုနိုင်မှုလူနာရင်တစ်စင်းနဲ့သူ့နောက်ကရဲကားနှစ်စင်းလိုက်လာတာကိုတွေ့ရမှာပါ
အခုပြပြသွားတွေကတော့အမေရိကန်သမ္မတခီးသွားတဲ့အချိန်မှာအသုံးပြုလေးရှိတဲ့စနစ်ပဲဖြစ်ပြီးတော့အဲ့ဒီအဖွဲ့အစည်းပုံတိုင်းပဲသွားလေးရှိကြပါတယ်။ကျိုးနိုင်ငံတွေကတော့အခြေအနေတွေရအဖွဲ့အစည်းပုံပြောင်းလဲခဲ့တာလည်းရှိနိုင်ပါတယ်။